အခွင့်အလမ်းစာနေမှာတစိခေါ်ယူနေသောကြောက်တရားမြို့နယ်အလောက်ခေါ်စားများကင်းစာဘေးဝစ်တန် IT ဆေးဆန်စာဘေးစင်တာဒရိုက်ဘာကြား2ဦးပစ္စည်းများကိုထုတ်ပိုးတင်ချပြီးမြို့ရင်းကားဂိတ်များသို့လှည့်လည်ပို့ဆောင်ရန်အတွက်အကျဉ်းစာရိတ္တကားမွန်၍တာဝန်ယူမှုတာဝန်ခံမှုရှိသူကျောင်းကိစ္စကင်းရှင်သူအဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ကိုင်နိုင်သူရေရှည်လက်တွဲအလုပ်လုပ်ကိုင်နိုင်သူလာရောက်လျှောက်ထားလိုသူများသည်အမှတ်188-190စိတ်ကမ်းသာအလဲလန်းကြောက်တရားမြို့နယ်ရန်ကုန်မြို့သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သလို Viber number 3993252565တို့လည်း CV ဖောင်ပို့၍လျှောက်ထားနိုင်ပါသည်စာမဏီဝမ်မိုဘိုင်း Delivery ကြား9ဦးပညာရေးချင်းအထက်တန်းအဆင့်ရှိရမည်ရိုးသားကြိုးစားပြီးတွက်လက်မှုရှိရမည်မိုဘိုင်းဖုန်းနှင့်ဖုန်း accessory ပိုင်းစိတ်ဝင်စားသူဦးစားပေးမည်အသက်18မှ25နှစ်အတွင်းဖြစ်ရမည်သင်ယူလိုစိတ်ရှိရမည်အလုပ်လျှောက်ထားလိုသူများသည်တပုံကိုရေးရာဇဝင်အချင်းအိမ်နာစုစည်းရင်းမိတူပညာရေးဆိုင်ရာအထောက်အထားမိတူနိုင်ငံသားစီစီရေးကပြမိတူညှော်မှန်းလာစာစသည်တို့နှင့်အတူအောက်ဖော်ပြပါလိပ်စာအတိုင်းရုံးချိန်မနက်9:00နာရီမှညနေ9:00နာရီအတွင်းလာရောက်လျှောက်ထားနိုင်ပါသည်သို့မဟုတ်ဂျာမနီမိုဘိုင်း 1@gmail.com သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်အမှတ်16မြေညီနိုင်ဂရုတာဝါ2 33လမ်းအပေါ်ဘလောက်ကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်း399445969558စိန်ကေဟာဘူအောင်ကျော်အယောက်ဝင်တဲ့မ10ဦးကြာ9ဦးအသက်18မှ35နှစ်အတွင်းဖြစ်ရမည်ပညာရေးချင်းအနည်းဆုံးအထက်တန်းအဆင့်ရှိရမည်ဗစ်ဇလာစာ3,400,000ရောင်းအားပေါ်မူတည်ပြီးဘောနက်ခန်းစားခွင့်ရှိသည်အလုပ်အတွေ့အကြုံမရှိလျင်သင်ကြားပေးမည်အဆောင်နေခြင်းသူများတစ်လပြည့်လျင်အဆောင်စီစဉ်ပေးမည်ရေရှည်လောက်ကိုင်းနိုင်မည်သူဖြစ်ရပါမည်အထက်ပါရာထူးများအတွက်စိတ်ပါဝင်စားလိုပါကCV ဖောင်ပြေဆုံးနှင့်အတူဓာတ်ပုံ3ပုံပညာရေးချင်းထောက်ခံစာအကျဉ်းစာရိတ္တကားမို့ကြောင့်ရက်ွက်ထောက်ခံစာအလုပ်သမားမှတ်ပုံတင်အိမ်နောက်စုစည်းရင်းမိတူတို့နှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်ဖုန်း31825692 1 318392939 Union House မြန်မာ Property Company Limited ဈေးပွိုင်းအယောက်ဝင်နှန်းကြား2ဦးအသက်30နှစ်အောက်ရုပ်ရည်အသင်းတင်ရှိရမည်အရက်9ပေအထက်ဖြစ်ရမည်ရိုးသားရမည်စိတ်ရှိရမည်စကားပြောဆိုခြင်းကိုစိတ်ဝင်စားပြီးစကားပြောချိုသာပြည့်ရမည်အယောင်းဝယ်ဖြစ်အောင်ကြိုးစားနိုင်သူဖြစ်ရမည်ဘွဲရသို့မဟုတ်အထက်တန်းအောင်ပြီးကျောင်းကိစ္စဂိမ်းရှင်သူဖြစ်ရမည် laptop ကောင်းစွာသုံးတတ်ရမည်ဆက်သွယ်ရန် Viber နှင့်ဖုန်းနံပါတ်399953333233ကြောက်တရားမြို့နယ်ရန်ကုန်မြို့နောက်ထပ်လည်းဘလို့အလုပ်ကိုင်းခွင့်လန်းကောင်းတွေတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်